One Piece ဝယ်ရနာလေတကယ်ရှိရလို့ YB ကအော်ပြောလိုက်ပါတယ်ဒါကိုစာဘော်ဒီအာချီပလက်တိုကလူတွေလည်းအရန်ကိုအံ့ဩသွားခဲ့ရပါတယ်YB ကသူ့ရဲ့ယူမိုက်တဲ့သားကိုချားခဲ့ပြီလို့အားလုံးတောင်းပန်လိုက်ပါတယ်အခုသူ့ရဲ့ဆန္ဒတွေကလည်းပြေဝသွားပြီမလို့အားလုံးကိုနှုတ်ဆက်ပါတယ်လို့ YB ကပြောပြီးတော့တေဆုံးသွားခဲ့ရပါတော့အားလုံးကလည်းအဖေကြီး YB အတွက်ငိုကြွေးနေခဲ့ကြပါတယ် YB ကတေဆုံးသွားတော့မှရန်သူတွေဝိုင်းတိုက်ခိုက်ထားတဲ့ဒဏ်ရာတွေရှိနေရတော့မှခန္ဓာကိုယ်ကလုံးဝလဲကျမသွားခဲ့ပါဘူးဒီစပွဲကြီးမှာအထိုးခံရတဲ့ဓာတ်ချက်ပေါင်း268ချက်တနက်ဒဏ်ရာပေါင်း152ချက်အမြောက်နဲ့46ချိန်ထိအပြစ်ခံခဲ့ရပေမဲ့ YB ရဲ့ဂုံတိတ်ခါရှိရဲ့နောက်ကျောမှာတော့ရခဲ့တဲ့ဒဏ်ရာဟာလုံးဝမရှိခဲ့ပါဘူး YB ရဲ့ပြည်သူများအဖွဲ့ဝင်ဂိုးဒီပြောကြားရဲ့တာ Ace ကိုကေတင်နာကြာရှုံးခြင်းနဲ့ဒန်နိုင်ဝင်ကပတိန် YB ရဲ့တေဆုံးခြင်းဟာကဘာကြီးတစ်ခုလုံးပြန့်နှံ့သွားခဲ့ပါပြီပြုံးနေစီလို့ဂျုံနဲ့အယုတ်တွေငါဝယ်ထားတယ်မမုံနဲ့ဘိုးရင်ကမတိတက်ခဲ့ပြီမဲ့ဒီချိန်မှာမင်းရလက်ကိုပဲအလုံးဝတမ်းရဲ့ရေစက်ကောင်း only သာတီးနေမမရှိတဲ့ငါရမနဲ့တစားပြန်လို့သာကြည့်ွယ်သူရဲ့ဒီနာရီခုမှပြီးပြီမဲ့မင်းငါရှိမနေခဲ့